လက်ဆောင်ပြဟောတဲ့တရားဓမ္မတွေတွေကဘုန်းကြီးတို့နှလုံးသွင်းစရာလေးတွေခုနော်လောကမှာလူဆိုတာအမြင်မျိုးမျိုးရှိတယ်ပေါ့အမြင်ဆိုတဲ့နေရာမှာမှန်ကန်တဲ့အမြင်နဲ့မှားရတဲ့အမြင်မှန်တယ်မှားတယ်ဆိုတဲ့အဓိပ္ပာယ်ကသူကသဘာဝအတိုင်းဆိုရင်မှန်တယ်သဘာဝကိုကြောက်နေစဉ်းစားလို့ရှိရင်မှားတယ်လို့ပြောအမှန်အမှားဆိုတာဖြစ်ပေါ်နေတဲ့လက်ရှိသဘာဝအခြေအနေကိုကြည့်ပြီးတော့မှားတယ်မှန်လားဘယ်လိုဆုံးဖြတ်တာအဲဒီကအမြင်ဆိုတဲ့နေရာမှာအသိဉာဏ်နဲ့မြင်တဲ့အမြင်ရှိတယ်ကိုယ်စိတ်ထဲမှာပတ်ဝန်းကျင်ပေါ်မှာဆင်ញင်သုံးသပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့အမြင်တစ်ခုရှိတကယ်အသိဉာဏ်နဲ့အမြင်ဆိုတာကြတော့မှားရစရာမရှိဘူးအသိဉာဏ်နဲ့ဆင်ញင်သုံးသပ်ခြင်းမရှိနိုင်ရင်လည်းအပေါ်ယံအမြင်တွေပေါ်ပိုင်ကြည့်ပြီးတော့ယူဆတဲ့တွေးခေါ်တဲ့အမြင်တွေကြတော့မှားရနိုင်ပေါ့နော်ဆိုလိုတာကတော့အမြင်ဆိုတဲ့နေရာမှာခြုံငုံပြီးတော့ဘက်ဆုံးမြင်တဲ့အမြင်ရှိတယ်။တစိမ့်တသေးသားလေးကိုမြင်တဲ့အမြင်ရှိတယ်။လောကမှာမြင်တာဒီရဲ့နဲ့လက်ရှိကမြင်တဲ့အာဘော်တွေနဲ့ခြုံငုံမြင်တဲ့အမြင်လားတစိမ့်တသေးသားကိုမြင်တာလားလို့ဆိုရသော်ဖြင့်တစိမ့်တသေးသားမြင်တဲ့အပေါ်မှာလူတွေမှာရှုတော့မတူလို့မြင်နေကြွယ်ပြကြတာရှိတယ်။ဒီအိမ်ကြီးကိုပဲနောက်ကျောကကြည့်ရင်တစ်မျိုးမြင်ရဟိုတစ်ဖက်ကကြည့်ရင်တစ်မျိုးတစ်ဖက်ကကြည့်ရင်တစ်မျိုးလေးဘက်လေးတန်ကရှိမယ်ဆိုအမြင်မတူဘူးဆိုတာထင်ရှားရှင်းမျက်နှာကြည့်ပြီးတော့ရှင်းမျက်နှာကိုအမှန်လို့ပြောမယ်ဆိုရင်ဟိုနောက်ကျောကလူကလက်ခံမှာမဟုတ်ဟိုဘေးဘက်ကလူကလည်းပဲရှင်းမျက်နှာတို့နောက်ကျောတို့ကပြောတဲ့စကားလက်ခံမှာမဟုတ်ဘူးဘာလို့လဲဆိုမပြည့်စုံတဲ့အမြင်အဲ့ဒီအမြင်ကိုဟိုငယ်ငယ်တော့မြန်မာစာဖတ်စာထဲမှာပုံမြင်လေးတစ်ခုပြတယ်ပေါ့မျက်မမြင်ပုံသား6ယောက်ဆင်ဆန်းနေဆိုတာအဲ့တော့မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေထဲမှာထူးဆန်းဆန်းပါနေတယ်မြတ်စွာဘုရားမျက်မမြင်6ယောက်မဟုတ်ဘူးသာဝတိပြုကမျက်စိမြင်မရတဲ့ပုဂ္ဂိုလ်တွေအလုံးစုလိုက်တဲ့အခါလူတော်တော်များများရဘုရင်ကြီးကစုခိုင်းပြီးတော့အဲ့ဒီလူတွေကို9စုခွဲတာ6ယောက်အောင်လို့ပြကြကိုယ်စုခွဲပြီးတော့တယောက်စီတစ်မျိုးစီဆင်ကိုစမ်းခိုင်းပြီးတော့ဆင်ကိုတရုပ်ခေါ်ခိုင်းပြီးတယ်။မှန်တော့ဘုရင်ကြီးကတော့အပျော်လုပ်တဲ့သဘောပါ။တချို့ကျတော့ပေါင်းပြတယ်တချို့ကျတော့ခြေထောက်ပြတယ်တချို့ကျတော့လက်ရွက်ပြတယ်တချို့ကိုဆွဲပြတယ်တချို့ကိုအမီးပြတယ်တချို့အမီးပြခန္ဓာကိုယ်လုံးကြီးပြစမ်းကြည့်ပြီးတော့ပြောတဲ့အမြင်တွေပေါ့။အဲ့လိုကြည့်ပြီးတော့ဆင်းဆိုတာဘယ်လိုဘာနဲ့တူတယ်လို့တရုပ်ခေါ်ခိုင်းတယ်။ခေါ်ခိုင်းတဲ့အခါကျတော့တယောက်နဲ့တယောက်မတူကြဘူးလေ။အမိပြစမ်းကြည့်တဲ့လူကဆင်းဆိုတာတပြက်စီးကြီးနဲ့တူတယ်လို့သူသိတာနဲ့တော့ပြောတာ။ဒီနာမောစမ်းကြည့်တဲ့လူကျတော့သူကထုံကောက်ကြီးနဲ့တူတယ်လို့ပြော။အစွဲကျတော့တန်ကောက်ကြီးနဲ့တူတယ်။လက်ရက်ကျတော့သဘောကြီးနဲ့တူတယ်။ဒီလိုအမျိုးမျိုးပြောတာသူတို့ပြောကြရတယ်ဟာတစ်ခုနဲ့တစ်ခုမတူသည့်အတွက်ကြောင့်လူတွေကရှင်းများပြီးတော့ဉာဏ်ဖြစ်ကြဘုန်းကြီးတို့လောကသားတွေဟာအဲ့ဒီအနေအထားပဲရှိနေတယ်မြတ်စွာဘုရားကအဲ့ဒါကိုကောက်ချက်ယူပြီးတော့ဟောထားတာရှိတယ်လောကလူတွေဟာတဲ့တစိမ့်တသေးတာလေးကိုမြင်ပြီးတော့အရင်ခုံတွေလုံးနေကြတာပါတဲ့အလုံးခြုံပြီးတော့မြင်လိုက်မယ်ဆိုရင်တစ်ခုစီပေါင်းပြီးတော့ဆက်လိုက်ရင်ဆင်းဆိုတာဓာတ်တွေအကုန်ရှိတယ်ဆိုတာကိုသိလိုက်မယ်ဆိုလို့ရှိရင်ငြင်းညမှာမဟုတ်ဘူး။အဲ့လိုအလုံးဟာခြုံငုံကြည့်တတ်ဖို့လိုပါပေါ့။လောကမှာမြတ်စွာဘုရားဒီလောကအယူဝါဒတွေပတ်သက်ပြီးတော့ပြောကြတဲ့စကားတွေရှိတယ်။တချို့ကလောကမှာတကယ်အရှိတရားဟောမှာလဲတဲ့ဆို materialist တွေနဲ့ပြောရင်သူတို့ကရုပ်တာရင်ရှိတရားနန်းဆိုတာဒီယောဂတွေပြီးတော့ပေါက်ဆက်လို့ဖြစ်ပေါ်လာတဲ့အရာတစ်ခုတကယ်ရှိတဲ့ဟာမဟုတ်ဘူးဒီလိုယူဆတဲ့ပုဂ္ဂိုလ်ပိုင်းနဲ့ရှိတယ်တခါ idealism ဆိုပြီးတော့ကျုပ်ဆိုတာကနာနဲ့မှတွေးပြီးတော့ယူတဲ့အရာတွေကဖြစ်တယ်တကယ်ကတန်ခါတာရှိပြရတယ်ဆိုတဲ့အယူဆသမားတွေလည်းရှိအဲ့တော့မြတ်စွာဘုရားက
အဲ့ဒီနှစ်ခုစလုံးကိုငင်းပယ်ပြီးတော့အလဲဘဟုကနေခွာမြတ်စွာဒီယုတ်တာရှိတာမဟုတ်ဘူးနာမ်တာရှိတာမဟုတ်ဘူးနှစ်ခုလုံးရှိတယ် realism အနေနဲ့မြတ်စွာဘုရားဟောအဲ့လိုဟောတဲ့အခါမှာဒီရုပ်ကိုအကြောင်းပြုပြီးတော့နာမ်ဖြစ်တယ်နာမ်ကိုအကြောင်းပြုပြီးတော့ရုပ်ဖြစ်တယ်ရုပ်နဲ့နာမ်ဒီတစ်ခုဟာအပြန်အလှန်အကျိုးပြုပြီးရုပ်ကြည်တတ်လည်းဘာမှလုပ်မဖြစ်ဘူးနာမ်ဤတတ်လည်းဘာမှလုပ်မဖြစ်ဘူးကဲကိုယ့်အကူပြန်စဉ်းစားကြည့်ပေါ့ဘုန်းကြီးတို့တွေမှာ physical body ရှိတယ် mind ရှိတယ်လေ mind ကြီးလည်းဘာမှအလုံးမဖြစ်ဘူး physical body ပါပဲနဲ့ဘယ်လိုလုပ်အကောင့်ထဲဖုံးမှာစိတ်ထဲကတော့စိတ်ကူးထားတယ် physical body ကိုရှိဆိုတော့သွားရမယ့်ကိစ္စတခုစိတ်ကသွားချက်နေဟော physical body ကခြေထောက်ကမလှမ်းဘူးဆိုရင်ဟို paralyze ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလည်းစဉ်းစားကြည့်ပေါ့သွားချင်တယ်သွားလို့မရဒီလိုပေါ့ body မပါလို့ရှိရင်လုံးလို့မရဘူးလို့ဆိုတော့အဲ့တော့ body ပါပြီးတော့စိတ်မရှိတဲ့ပုဂ္ဂိုလ်တွေဆိုတော့စိတ်ရှိတော့မှစွမ်းအားမပြည့်တဲ့စိတ်အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်တွေတို့ဘာလို့လုံးလို့မရတာကြီးအများကြီးရှိတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဒီနှစ်ခုဟာနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့မှသူကစွမ်းအားတွေပေါ်လာတစ်ခုတည်းဆိုစွမ်းအားပေါ့ကောင်းပြီဒါကသဘာဝကိုပြောပြတာနော်လက်တွေ့တယ်လေဒီတိုင်းပဲမြင်ရတယ်လေနှစ်ခုပေါင်းစပ်မှစွမ်းဆောင်မှုဆိုဖြစ်နေစကားပြောတယ်လုပ်တယ်ကိုင်းနေသွားတယ်လာတယ်အကျိုးပြုတဲ့လုပ်ငန်းတွေလုပ်တယ်အကျိုးမဲ့လုပ်ငန်းတွေလုပ်တယ်ဆိုပေါင်းစပ်လိုက်ကဲအဲ့ဒီနှစ်ခုတည်းမှာဘယ်သူကဥဆောင်နေတယ်လဲဆိုကိုယ့်အကူဟို examine လုပ်အောင် investigate လုပ်အောင်ဘယ်သူကဥဆောင်နေတယ်လဲအရာရာမှာရှုပ်ရဥဆောင်တာလား physical body ကဥဆောင်တာလားနာမ်ကဥဆောင်တာလားတွားတာတော့တူပဲနှစ်ခုစလုံးပေါင်းမှဖြစ်တယ်ဆိုတာသိကြတယ်သို့တော့ဘယ်သူကဥဆောင်တာလဲလို့ဆိုတဲ့နေရာကျတော့ရသော်ဘုရားဟောတယ်မနောပုဂ္ဂိဓမ္မဓမ္မမနောတိဋ္ဌမနောမေယအရာရာစိတ်ကရှေ့ဆောင်တယ်ဆိုဟုတ်တယ်ပေါ့တခုလုံးမဲ့ဆိုစိတ်အရင်ကူးကြတာပဲလေစိတ်แท้ဖြစ်ပေါ်ပြီးတဲ့အခါမှာထလို့ကြပြောစရာရှိလဲစိတ်แท้အရင်ကူးလိုက်အဲ့ဒီစိတ်ရဲ့စွမ်းဆောင်မှုကြောင့်ဒီလုပ်ငန်းတစ်ခုကဖြစ်လာဒါကြောင့်မြတ်စွာဘုရားတကယ်လက်တွေ့လည်းပဲဒီတိုင်းပဲကြီးကိုယ့်ကိုပြန်သိလိုက်ဘာပဲဖြစ်ဖြစ်စိတ်ထဲမှာအရင်လုပ်တာပဲစိတ်ထဲကစိတ်ကူးပြီးတော့မှကောင်းထက်ခေါ်လာတယ်ဒါကြောင့်မနောပုပ္ပိမမဆိုတဲ့စကားလုံးတစ်ခုက theory ကိုပြောပြတာဓမ္မဆိုတဲ့လောကမှာသဘာဝတွေအားလုံးရှိတဲ့အတိုင်းအားလုံးစုံလုံးတဲ့ဓမ္မဆိုတဲ့အထက်မှာဟိုစိတ်နဲ့ပတ်သက်လာလို့လက်တွေ့အနိကဆုံးကတော့စေတသိက်တွေလို့ဒီလိုပြောလို့ရတယ်။သို့တော့ချုံငုံပြီးတော့ကြည့်မယ်ဆိုဓမ္မဆိုတဲ့အထက်မှာဘာတွေလဲဆိုဒီပြောတဲ့စကားတွေရောလှုပ်ရှားမှုတွေရောအားလုံးဟာလောကကြီးမှာလုပ်ကြတဲ့လုပ်ငန်းတွေအားလုံးရောဘယ်သူကရှေ့ဆောင်နေလဲဆိုစိတ်ကရှေ့ဆောင်တယ်လို့ပြောပါစိတ်ကူးကောင်းတယ်လို့ဖြစ်လာတယ်စိတ်ကူးညံ့တယ်လို့ဖြစ်သွားအဲ့တော့ theory အနေနဲ့မြတ်စွာဘုရားကဟောတာမနောပုပ္ပိမှာဓမ္မဆိုတဲ့သဘာဝတွေကိုစိတ်ကရှေ့ဆောင်နေတယ်ရှေ့ဆောင်နေတယ်ဆိုတာဟိုရှေ့ကသွားနေတာလို့ဒီလိုပြောတာမဟုတ်ဘူးစိတ်ကူးပြီးမှလုပ်လို့ရတယ်လို့ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့တော့စိတ်ကရှေ့ဆောင်နေတယ်မနောတိဋ္ဌံမနောမယစိတ်ဟာချီးမူးထားတယ်စိတ်ကဖန်တီးပြီးတော့လုပ်ကင်နေကြတယ်ဒါသီဝရီကိုပြောတာအဲ့လိုသီဝရီပြောပြီးတဲ့အခါစိတ်ဆိုတဲ့နေရာမှာဟိုပင်ကိုယ်သဘာဝအတိုင်းကောင်းမြတ်တဲ့အရည်အသွေးတွေကြောင့်ခြေတည်တဲ့စိတ်ရှိတယ်လို့မကောင်းတဲ့အနေအထားကြောင့်မကြည်တင်ပြီးတော့ပျက်စီးနေတဲ့စိတ်ပုံမြတ်ပန်းမြတ်ဖြစ်နေတဲ့စိတ်ကိုနှမျိုးကြည့်ရစိတ်ဆိုတာကတော့သဘာဝအားဖြင့်ကတော့သူကအာယုံကိုသိတတ်တဲ့သဘောလေးတစ်ခုပဲသို့တော့မကောင်းတဲ့သူ့ရဲ့ impurity တွေကသူ့ထဲမှာဖြစ်တတ်တယ်ပေါ့သူ့ကိုမှီပြီးတော့ဖြစ်တတ်တယ်မကောင်းတဲ့သဘာဝတွေနဲ့တွဲဆက်လာတဲ့စိတ်ဟာပျက်စီးနေတဲ့စိတ်လို့ဒီလိုပြောဆိုတော့အစာထဲမှာအစာအာဟာရဆိုတာသူ့သဘာဝတန်ရှင်းအဲ့ဒီအစာအာဟာရထဲမှာအစိတ်ကလေးရောထားလို့ရှိရင်အစိတ်ကအစိတ်ပဲအစာကအစာဟုတ်တယ်အဲ့ဒီနှစ်ခုရောလိုက်တဲ့အခါကျတော့အဲ့ဒီအစိတ်ကြောင့်အစာအာဟာရပျက်စီးသွားတယ်လို့ဒီလိုပြောတယ်စိတ်ဟာအန္တရာယ်ဖြစ်တဲ့ဟာဖြစ်သွားတယ်ငါကအစာအန္တရာယ်မရှိဘူးအန္တရာယ်ရှိတော့တာစိတ်ကြောင့်အဲ့ဒါလိုပဲဆိုတော့
ဘုန်းကြီးတို့တွေကိုယ့်အကိုအေးစိတ်တွေကိုယ်စိတ်လေးနဲ့ကိုကြည်နေနေတဲ့အချိန်စိတ်ဟာကြည်ပြီးတော့ကြည်လို့နေအလုံးအဲ့လိုကြည်လို့နေတဲ့စိတ်ထဲမှာအခက်မသိလို့စိတ်မှာဒေါသဖြစ်ပါလေဆိုတာဆိုဒေါသဖြစ်လာလို့ရှိရင်ခုနကြည်လင်းနေတဲ့စိတ်လေးပျက်စီးလာတာခေါ်တယ်အဲ့လိုဒေါသပဲဖြစ်ဖြစ်လောဘပဲဖြစ်ဖြစ်စဉ်းစားလိုက်လို့အမှန်မသိနိုင်တဲ့ဘောဟပဲဖြစ်ဖြစ်မာမနာပဲဖြစ်ဖြစ်သူဘာကြည့်ဝတ်တုတ္တနာကိုမနာလို့တဲ့အိတ်တန်ဂျယ်စီပဲဖြစ်ဖြစ်မစ္စရိယလို့ဆိုစတင်ဂျီနဲ့ကိုယ်သာကြီးပွားခြင်းနဲ့သူများကိုမကြီးပွားစေရင်ကိုယ်ရထားတဲ့အခွင့်အရေးကိုသူများကိုမပေးချင်ဘူးဆိုတော့ရှယ်ယာမလုံးနိုင်တဲ့မစ္စရိယတရားအဲ့ဒီတဘာဝတရားတွေကိုယ်တဏ္ဍာမှာလွှမ်းမိုးလာပြီးဆိုရင်စိတ်ဟာပုံပြတ်သွားတယ်လို့ခေါ်ပုံပြတ်နေတဲ့စိတ်တော့အချင်းရှားတဲ့ကတော့လူတွေပါဒီဒေါသဖြစ်နေတဲ့စိတ်ဟာပုံပြတ်တဲ့ဆိုတာသိချာဖြစ်ရှားတယ်စိတ်ဆိုးနေတဲ့လူတယောက်ဟာစကားလည်းချွတ်ချွတ်သားသားဘယ်တော့မှပြောမှာမဟုတ်ဘူးလေမစိုးပါစကားကချွတ်ချွတ်သားသားမပြောဘူးရဲရဲကြိုင်ကြိုင်ပြောမယ်ချမ်းချမ်းထန်ထန်ပြောမယ်သွားရဲလာတဲ့အခါမှာလည်းညင်ညင်သာသာသွားမှာမဟုတ်ဘူးဆောင်းအောင်သွားမယ်နော်အလုံးလုံးတဲ့အခါမှာလည်းဆောင်းအောင်မယ်ဒီလိုအဲ့ဒီစိတ်ဓာတ်ဟာဒီအစိတ်နဲ့အလားတူပြီးတဲ့ဒေါသဆိုတဲ့ဘာဝတရားကဖြည့်ဆည်းပြလာအဲ့ဒီလိုဖြည့်ဆည်းပြလိုက်လို့ဖြည့်ဆည်းခံထားတဲ့စိတ်နဲ့လူတွေဟာပြောပြီးဆိုလို့ရှိရင်အကောင်းမဖြစ်တော့ဘူးနော်ပြောပြီးဆိုရင်အကောင်းမဖြစ်ဘူးသူပြောတဲ့စကားဟာနားကောင်းမဖြစ်ပါလုပ်ပြီးဆိုလို့ရှိရင်လည်းအလုပ်ကောင်းမဖြစ်ဘူးပြောကောင်းမဖြစ်ဘူးဆိုတော့သူများထိခိုက်နေတာလည်းဖြစ်ဖြစ်မယ်တော့လုပ်တယ်ဆိုတဲ့နေရာမှာလည်းသူများအကျိုးပြုတာမလုပ်ဘူးအများကိုထိခိုက်တဲ့အလုပ်တွေလုပ်လာတော့အဲ့လိုစိတ်တဲ့ခုကပျက်စီးလာပြီဆိုရင်တွေးတာအစတွေးတာလည်းမဟုတ်တာတွေးပြီးပြောရင်လည်းမဟုတ်တာပြောပြီးလုပ်ရင်လည်းမဟုတ်တာလုပ်ပြီးစိတ်အဖြက်စီးခံလိုက်ရပြီဆိုရင်ဒီအခြေအနေမျိုးကိုရောက်သွားတယ်အဲ့ဒီဖြက်စီးခံရတဲ့စိတ်နဲ့ပြောသမျှလုပ်သမျှတွေဟာမှန်မှန်ရင်းနေဖြစ်တယ်နောက်ကဘာတွေလိုက်လာတော့ဆို problem တွေလိုက်လာတယ်ဒါဘယ်ကိစ္စပဲဖြစ်ဖြစ်လက်တွေ့နဲ့စဉ်းစားကြည့်ရင်တရားရောကိုဆက်လိုက်မယ်ဆိုရင်ပြဿနာရနေမှာမဟုတ်ဘူးနောက်က problem လိုက်လာဘူးဒီသားစုတွေတောင်မှဒေါသနဲ့ပြောရင် problem လိုက်လာတာပဲလေအဲ့ဒီလိုဆိုတစ်ခုလုံးလိုက်ရင် problem ပြဿနာကြီးလိုက်လာတယ်သူ့ရဲ့အကျိုးတရားနောက်ဘဝဆိုရတဲ့အသာထားလိုက်ဒီဘဝတွေနဲ့ဒုက္ခတွေကကိုယ်နောက်ကိုလိုက်ဆိုထင်ရှားအဲ့ဒါကိုမြတ်စွာဘုရားဟောတယ်မနတ္တစီဒုက္ခေမှာဘာတတိဝကရောတိတတောနံဒုက္ခမနွေတိတဲ့ဘာပြောလုံးသမျှပြောသမျှတွေကြောင့်နောက်က problem တွေလိုက်လာပါပဲအဲ့တော့ဒီဒေသနာတော်ကိုကြည့်မယ်ဆိုရင်စိတ်ကဥဆောင်ပြီးတော့နေတဲ့တရားမှာမကောင်းတဲ့စိတ်နဲ့လုပ်ရင်အကောင်းမဖြစ်ဘူးဒုက္ခတွေဖြစ်လာလိမ့်မယ်ဒါလမ်းကြောင်းတစ်ခုနောက်တစ်ခါကနေကြည့်လိုက်မယ်ဆိုရင်စိတ်ဟာအများကမကောင်းတာတွေနဲ့တွဲတာမဟုတ်ဘူးကောင်းတာတွေနဲ့တစ်ခါကျုံနေတယ်ဒီသူများကျိုးလိုလားတဲ့မေတ္တာတရားတွေတွန်းပို့နေတယ်ကရုဏာတရားတွေတွန်းပို့လာတယ်အများကိုအရှင်းဒုက္ခအကူအညီပေးခြင်းတဲ့စိတ်တွေဆိုတာတစ်ခါဖြစ်လာတယ်အကူအညီပေးခြင်းနဲ့အများကောင်းကျိုးလိုလားတယ်အများအတွက် share လုပ်ပေးခြင်းနဲ့နော်အဲ့လိုသူများကြီးပွားလာတာကိုဝမ်းမြောက်နိုင်တယ်ဆိုတာလေမမကန်ကန်စဉ်းစားကြလာတဲ့အခါကျတော့စိတ်လေးဟာခုနဒေါသနှောမှုရဲ့စိတ်လိုမဟုတ်ဘူးသူကြည်လင်းလာတဲ့အတွက်ကြောင့်အဲ့ဒီကြည်လင်းလာတဲ့စိတ်ဟာဘာပဲလုပ်ရလို့ကအများအတွက်လုပ်ချင်တယ်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်မျိုးကဘာပြောပြီးဆိုလို့ရှိရင်လည်းသူပြောတဲ့စကားအကျဉ်းသားစကားကောင်းတဲ့စကားတန်ဖိုးရှိတဲ့စကားဖြစ်လုပ်ပြီးဆိုလို့ရှိရင်အများအတွက်အကျိုးဖြစ်တဲ့အလုပ်တွေလုပ်လာတယ်ပေါ့အဲ့တော့အဲ့လိုအလုပ်တွေတို့အပြောတွေတို့ပေါ်ထွက်လာတာဟာဒါကြည်လင်တဲ့စိတ်ကြောင့်ဖြစ်ရတယ်ဒါမို့စိတ်ကဥဆောင်တာအဲ့ဒီလိုလုံးမိကြီးပြောမိပြီဆိုတဲ့အခါကျတော့တတောနံဒုက္ခမငွေတိအဲ့ဒီလိုလုံးတဲ့ပုဂ္ဂိုလ်ရဲ့နောက်မှာအစဉ်ပြေမှုတွေချမ်းသာမှုတွေစိတ်ကျဉ်တတ်စရာတွေနောက်ကဖြစ်ပေါ်လာပါမယ်ဒီလိုဆိုတာဒီတဘာဝနှစ်ခုပါရှောင်လို့မရအဲ့တော့မထီးထီးမစင်းလို့ပြောတဲ့ပုဂ္ဂိုလ်တွေရဲ့အယူအဆလည်းမဟုတ်ဘူး
idealism လို့ပြောတာလည်းမဟုတ်ဘူးလက်ဆောင်ပြကြည့်စိတ်နဲ့ရုပ်နဲ့ပေါင်းစပ်ပြီးတော့အလုံးလုံးတာအဲ့ဒီနှစ်ခုမှာအရေးကြီးတာစိတ်ကရှေ့ဆောင်တယ်စိတ်ကရှေ့ဆောင်ပြီးအတွက်ကြောင့်ကြည်တဲ့စိတ်ဖြစ်ဖို့လိုတယ်လို့ပြောပြကြည်တဲ့စိတ်အဲ့တော့ကောင်းတဲ့စိတ်ကြည်တဲ့စိတ်ဆိုတာဘယ်လိုစိတ်မျိုးတော့လို့ဆိုအများကောင်းကျိုးကိုလိုလားတဲ့မေတ္တာစိတ်အများဆိုတာကိုယ်ပါဝင်ခြင်းပါမိတ်ဆွေပေါ်မှာထားတဲ့စိတ်ကိုမေတ္တာလို့ခေါ်တယ်မေတ္တာဆိုတဲ့စကားလုံးကမိတ္တတအေးတာမေတ္တာမိတ်ဆွေရဲ့စိတ်ဓာတ်လို့ဒီလိုပြောတာလူတိုင်းကမိတ်ဆွေရှိနေကြတာဆိုမိတ်ဆွေတွေပေါ်မှာဘယ်လိုစိတ်ထားတယ်လဲဆိုတဲ့ပုံမှာကြည့်မေတ္တာဆိုတာအဲ့ဒါကမှအစစ်နော်မိတ်ဆွေပေါ်မှာထားတဲ့စိတ်ဟာကောင်းကျိုးလိုလားတဲ့စိတ်ပဲမိတ်ဆွေပေါ်ဆိုရင်အပြစ်မမြင်ဘူးသူ့ကိုပြောရွှေစေခြင်းနဲ့အရာကြီးပွားစေခြင်းနဲ့သူလာရဲ့စိတ်ထဲမှာပြောတယ်ဟောအပေါင်းတဲ့မိတ်ဆွေတွေနဲ့ပတ်သက်လာတယ်လိုက်လျောတယ်အဲ့ဒါမျိုးမိတ်ဆွေအဲ့ဒီစိတ်ကမျိုးကိုတိုးချဲ့ပြီးတော့ expansion လုပ်တယ်ပေါ့ဘယ်သူ့ပေါ်မှာဖြစ်ဖြစ်ထားနိုင်အောင်ကြိုးစားတယ်နောက်ဆုံးမှာကိုယ်နဲ့မတည့်တဲ့လူကိုပေါ်တောင်မှပဲခွင့်လွှတ်သီးခံရဖြစ်မေတ္တာတရားကိုထားနိုင်သွားလို့ဆိုတော့တော့အကြောင်းကြီးဖြစ်ပေါ်လာမယ်ပြတ်နေတာလည်းဖြစ်တော့နောက်ဆုံးမှာကိုယ်စိတ်ဆင်းရဲမှုအသေးအဖွဲလေးကိုယ်စိတ်ဆင်းရဲမှုဆိုတာမဖြစ်တော့ဒေါသဖြစ်တဲ့အချိန်နဲ့မေတ္တာဖြစ်နေတဲ့အချိန်တူပါမတူလားဒါနဲ့တွေ့ကြကြည့်ပဲနော်သူများပြောလို့ရောရမှာမဟုတ်ပဲကိုယ့်ကိုစိတ်ဆိုးကြည့်ပါကိုယ့်ကိုစိတ်ကြည်နူးကြည့်ပါဒီနေ့ကိုယ်ကတူပါမတူလားဒေါသဖြစ်တဲ့အချိန်မှာဆိုအကုန်ရုပ်ပြည့်စင်းရဖြစ်တယ်ဒေါသကင်းစင်သွားပြီစိတ်ကြည်လင်းနေတဲ့အချိန်ဆိုကိုယ်အဆင်ပြေတယ်ပေါ့ဒါကြောင့်မို့လို့မေတ္တာဆိုတဲ့သဘာဝတရားပြောင်းဖို့လိုက်မယ်ဆိုရင်အကောင်းကြီးဖြစ်လာနောက်ကရုဏာဆိုတဲ့သဘာဝတရားဆိုတာအခက်အခဲကြုံနေတဲ့သူတယောက်ကိုကြီးပေးချင်တာကရုဏာဆိုတာတောကဖြစ်တာကိုပြောတာမဟုတ်ဘူးတောကဖြစ်ရင်အကုသိုလ်ပဲပြောအကျဉ်းသာဆိုတဲ့တရားတစ်ခုကဒီကနေ့ခေတ်မြန်မာတွေမှာတော့အမျိုးမျိုးပြောရင်ပြောကြတယ်ကရုဏာကိုအကျဉ်းသာလို့ပြန်ပြီးမယ်အကျဉ်းသာဆိုတာစိတ်ထဲပဲလို့ဖြစ်တာလေလို့မေးရဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တယောက်ဒီဒုက္ခကလွတ်စေခြင်းတဲ့သဘောကိုအကျဉ်းသာလို့ပြောတာနော်အဲ့ဒီတည်းမပူဘူးဆိုဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုမရှိစိတ်ဖြစ်ပြီးတော့စိတ်တောကတွေရောက်ရင်ဒါကရုဏာမဟုတ်ဘူးဆိုအဲ့ဒီဟာအစွန်းရောက်သွားပြီအကုသိုလ်ဖြစ်သွားပြီအဲ့ဒီကရုဏာဆက်မဟုတ်ကရုဏာဆက်ဆိုတာစိတ်တောကမပါဘူးအကျဉ်းသာတရားဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုကုညီခြင်းနဲ့ဒုက္ခကလွတ်မြောက်စေခြင်းနဲ့ပြဿနာဖြစ်နေတဲ့ပုဂ္ဂိုလ်တွေပြဿနာအေးချမ်းစေခြင်းအဲ့ဒီတန့်စင်တဲ့သဘာဝတရားကိုကရုဏာလို့ခေါ်တယ်မုဒိတာဆိုတာကျတော့သူများကြီးပွားလာတဲ့အခါဝမ်းမြောက်နိုင်တယ်ခွင့်ပြုနိုင်မုဒိတာဆိုတာလည်းမလွယ်ဘူးလောကမှာအထူးသဖြင့်ကိုယ်နဲ့ရှင်ပြိုင်ဘက်တွေပါဆိုရင်ပို့ပြီးတော့ဆိုးတော့ပါနောက်ဆုံးမှာကိုယ်နဲ့ဆောင်ပွဲတူတူဖြေကြတယ်ကလေးတွေဆိုလို့ရှိရင်ကိုယ်နဲ့တူတူပြိုင်ပြီးတော့ကိုယ်နဲ့ပြိုင်ဘက်ကအောင်သွားရင်ကိုကမအောင်ဘူးဆိုရင်ခံရခက်တယ်ပေါ့စီးပွားရေးပြိုင်ဘက်တွေဆိုလည်းလေကိုယ်နဲ့သာသွားရင်မနာလို့မရှိစိတ်လို့ဖြစ်တယ်နောက်ဆုံးကအဝတ်စားတော့ကိုယ်နဲ့သာတော့ဝတ်လာလို့ရှိရင်မနာလို့တာလို့စိတ်ဖြစ်တယ်ဂျန်လက်စီလို့ခေါ်တယ်အဲ့ဒါမျိုးကလည်းစိတ်ရဲ့မဖြူစင်မှုလို့ခေါ်တယ်သူရှိလို့သူဝတ်တာသူလုံးနိုင်လို့သူလုံးတာငါလည်းပါဆိုင်တယ်ဒီလိုနှလုံးသွင်းခြင်းဖြင့်ဂျန်လက်စီကိုထားပြီးသူဝတ်နိုင်တာဝမ်းသာစရာကြီးသူကကံကောင်းလို့ဝတ်နိုင်တာပဲစသဖြင့်ကောင်းတဲ့ဘက်ကနေလှည့်တွေးလိုက်မုရိတာဆိုတာ appreciative joy လို့ခေါ် synthetic joy appreciative joy အဲ့ဒါမျိုးမထားနိုင်ဘူးဆိုလို့ရှိရင်အိတ်တာဖြစ်တယ်အိတ်တာဆိုတာအကုသိုလ်ပဲဒေါသနဲ့ရှင်တွဲလာအဲ့ဒါလည်းပဲပျက်စီးခံရတဲ့စိတ်တစ်ခုဖြစ်တယ်မစ္စရိယဆိုတာသူမျက်စိကိုနှမျောတာတို့လူတွေကဒီလိုပဲတောက်တတ်ကြတယ်။ဒါကတော့မစ္စရိယဆိုတာကိုရထားတဲ့အခွင့်အရေးမျိုးကိုသူများမရစေချင်မစ္စရိယလို့ပြောတာနော်။ကိုမျက်စိကိုယ့်ဘက်ကိုသူရတန်းတာမလုပ်နိုင်ဘူးကိုသုံးဖို့ထားတယ်ဒါမစ္စရိယလို့ပြောလို့မရဘူးပေါ့။
အဲ့တော့မစ္စရိယဆိုတာကိုရတဲ့အခွင့်အရေးကိုသူများကိုလုံးလုံးမပေးနိုင်သူများကြားသွားမှကိုမလိုလားဘူးအဲ့ဒါကိုမပိုင်တာတော့သူများရတော့မှမလိုလားတဲ့ဟာမျိုးအဲ့ဒါမျိုးကိုမစ္စရိယလို့ခေါ်တယ်အဲ့ဒီမစ္စရိယတရားရောလည်းစိတ်ကိုပျက်စီးစေတာသူလည်းအကုသိုလ်တရားအဲ့ဒီမစ္စရိယနဲ့အလုံးလုံးပြီးဆိုလို့ရှိရင်လည်းခေါင်းကပြောသမျှဆိုသမျှကောင်းမဖြစ်ဘူးလို့အဲ့တော့မြတ်စွာဘုရားရဲ့တရားတော်ကခုနဒီဝရီနေတဲ့ရသော်များဟောတယ်အရာရာကိုစိတ်ကရှင်းဆောင်နေတယ်စိတ်ဟာကြီးမှုထားတယ်စိတ်ကချုပ်ကင်ထားတယ်အဲ့ဒါကြောင့်စိတ်ကိုဖြူစင်တဲ့စိတ်ထားဖို့လိုအပ်တယ်လို့ဆိုလိုတာပဲဖြူစင်တဲ့စိတ်မထားနိုင်ဘူးပျက်စီးနေတဲ့စိတ်နဲ့ဆိုရင်ပြောသမျှလုံးသမျှပြဿနာကိုဖြစ်ပေါ်စေမှာပဲဖြူစင်တဲ့စိတ်နဲ့လုပ်ပြီးဆိုလို့ရှိရင်ပြောသမျှလုံးသမျှကချမ်းသာဒုက္ခကိုရရှိစေနိုင်တဲ့အရာတွေဖြစ်တယ်ဒါဘယ်လိုမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ဘုရားဘာသာကိုယုံကြည်ဖြစ်စေမယုံကြည်ဖြစ်စေတရားဟောတာဘာသာတရားကြီးဟောဘာသာတရားကိုဟောတာဘုရားဘာသာဟုတ်တယ်ဖြစ်စေမဟုတ်တယ်ဖြစ်စေဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလိုမျိုးပဲဖြစ်ဖြစ်ရှိတဲ့ဒီတိုင်းကြီးကိုရှိတယ်။အဲဒီဆံလေးမှာလည်းဒီတိုင်းလူတွေဒါမဟုတ်တက်ရှိတတ်တော်ဖတ်ပြဒီတိုင်းအကုန်လုံးပဲစိတ်ဟာရှေ့ဆောင်ပြီးတော့ကောင်းကျိုးဆိုးကျိုးဆိုတာနောက်မှလိုက်လာတာလေဆို။ဒါကသဘာဝဖြစ်စဉ်ကြီးတစ်ခုကိုမြတ်စွာဘုရားဟောတယ်။အဲဒီတော့ဘုန်းကြီးတို့သဘောပေါက်မှာအရာရာစိတ်ကရှေ့ဆောင်နေတယ်ဆိုစိတ်ရဲ့အရေးကြီးတွေကင်းစင်အောင်တယ်စိတ်မှာတန်ရှင်းဖြည့်ပြစေတတ်တဲ့သဘာဝတရားတွေအင်အားတွေကိုယ်တိုင်မှာဖြစ်လာအောင်တတိဆောင်အောင်ဒါလို့လည်းဆိုရင်အဝတ်တစ်ခုမဲညစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအဝတ်ကိုလူတွေကဆက်ပြတို့ရေတို့အသုံးချပြီးတော့ဖွက်ကြပြီးရှောင်ကြတယ်ဆိုတော့စိတ်မဲညစ်နေတာကြတော့ဖို့ရှောင်ဖို့တတိယဟိုစိတ်မဲညစ်နေကြတယ်ပဲဖို့လို့ရှောင်လို့ရတယ်ကွာအဲ့တော့ဖို့လို့ရှောင်လို့ရတဲ့အခါအဝတ်ဖို့တာကြတော့ဆက်ပြတို့ဘာတို့ရေတို့ကိုသုံးချစိတ်မဲညစ်နေတာကြီးတော့ဘာတွေလဲဖို့ရှောင်ရမလဲဒီသဘာဝတရားမှလည်းပဲအပြန်အလှန်ရှိတယ်ပေါ့ခုနလည်းဆက်ပြတဲ့အဝတ်ဆိုတာကြည့်လေဒါသဘောချင်းအပြန်အလှန်လောက်ထားတာပဲအဝတ်ကလည်းmaterial quality ပဲ material တင်မယ်ဆက်ပြဆိုတာလည်း material တင်ဒါပေမဲ့သူတို့မှာ quality ချင်းမတူကြဘူးဆက်ပြကအရေးကြီးကိုဖယ်ရှားပစ်တယ်အဝတ်ကအဝတ်နဲ့အရေးကြီးကိုဖယ်ရှားပစ်နိုင်ရင်မရှိဘူးအဲ့တော့အရေးကြီးကိုဖယ်ရှားပစ်နိုင်တဲ့အရာဝတ္ထုတစ်ခုနဲ့အရေးကြီးကိုဖယ်ရှားပစ်ပေးတာပဲလားရုပ်တစ်ခုကနေပြီးရုပ်တစ်ခုကိုဖယ်ရှားပစ်တယ်အဲ့တော့ဘုန်းကြီးတို့တွေစိတ်ရဲ့အမြင့်ကြီးတွေကိုဖယ်ရှားနိုင်လို့ရှိရင်စပ်ပြတဲ့အလားတန်တူတယ်အဲ့ဒီအမြင့်ကြီးတွေကိုသုတ်တင်နိုင်တဲ့အရာတွေကဘယ်မှာရှိလို့ဆိုကိုယ်တဏ္ဍာမှာလို့ရှိကိုယ်တဏ္ဍာမှာရှိတာတွေကိုလေ့ကျင့်မွေးမြူပေးရဒါမို့မြတ်စွာဘုရားကမဂ္ဂင်၈ပါးလို့ခေါ်တာအချိမဂ္ဂင်၈ပါးဆိုတာဟာတကယ်စွမ်းဆောင်မှုထက်တန်းအကျဆုံးအကြီးအသေးတွေစိတ်ထဲမှာဒါတွေကိုလေ့ကျင့်ဝေးပြီးပေးရနံပါတ်1ကဘာလို့ဆိုတမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုမှန်ကန်တဲ့အမြင်ဆိုတာအခြေခံအစပြီးတော့ပြောလို့ရှိရင်ဒီပြုလုပ်ခြင်းရဲ့အကျိုးဆက်ဆိုတာမရှိတယ်လို့လက်ခံဘာလို့ပြုလုပ်တာရဲ့အကျိုးဆက်ရှိတယ်လက်ခံဆိုလိုတာကဘာလို့ကိုယ်နဲ့သက်ဆိုင်တယ်လို့ပြောတာလုံးသမျှတွေရဲ့အကျိုးဆက်မရှိဘူးအလဟတဖြစ်တယ်လို့ဆိုတာမဟုတ်ဘူးဘာလို့လုပ်ထိုင်ရဲ့နောက်ဘက်မှာ result ဆိုတာရှိတယ်ဆိုတာလက်ခံရင်ဒါအခြေခံအကြဆုံးတမ္မာဒိဋ္ဌိညမလူမျိုးတွေပြောတဲ့စကားတန်ပြောရင်ကံဤအကျိုးယုံကြည်တာလို့ဆိုကံဤအကျိုးကိုယုံကြည်ဆိုကိုလုပ်တာကိုပြောတာကိုယ်တိုင်နဲ့ responsible ဖြစ်တယ်ပြောတာဘယ်ဟာပဲဖြစ်ဖြစ်ပြောလိုက်လုံးလိုက်တဲ့ကိစ္စတစ်ခုရဲ့ကျိုးဆက်လာတယ်ဆိုတာလက်ခံအဲ့လိုလက်ခံပြီးတော့သိရင်လည်းဉာဏ်ကိုကမ္မတက္ကတာသမာဓိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုလို့ပြော
အဲ့ဒါလို့မှန်ကန်တဲ့အမြင်တစ်ခုရဖို့ရတယ်တမန်သင်္ကပ္ပဆိုမှန်ကန်တဲ့အတွေးတစ်ခုရှိတယ်တွေးမှမြင်တာမတွေးရင်သိဒါကိုစဉ်းစားဘောဆိုတာစဉ်းစားစင်ញတုံတရားနဲ့စင်ញစဉ်းစားပြီးတော့အာယုနဲ့ဆုံမများတဲ့အခါကျမှဒီအာယုရဲ့ဓမ္မဝါကိုသိတာအာယုနဲ့စိတ်နဲ့ဆုံပေးတာကိုတမန်သင်္ကပ္ပကိုခေါ်တာပဲဒီတက်ဆိုချမ်းတယ်ဆိုတာအာယုနဲ့စိတ်နဲ့ဆုံပေးတယ်ဆုံမပေးရင်အာယုရဲ့ဓမ္မဝါကိုမသိလူချင်းတောင်မှတရားနဲ့တရားဆုံပေးရသေးခလေဆုံမပေးရင်တရားအကြောင်းတရားမသိဘူးဆုံပေးမှသိတာအဲ့ဒီဝိတက်ဆိုတာသင်္ကပ္ပကိုဝိတက်လို့ဆိုစိတ်နဲ့အာယုဆုံပေးတဲ့သဘောပဲဆုံပေးလိုက်တဲ့အခါသဘာဝတွေကိုသိတာအဲ့ဒါကိုရသော်ပြမှန်မှန်ကန်ကန်မြင်ဖို့အတွက်မှန်မှန်ကန်ကန်စဉ်းစားခြင်းဆိုတဲ့တမန်တော်ကအရေးကြီးတယ်လို့အဲ့ဒီလိုစဉ်းစားပြီးတော့မှန်မှန်ကန်ကန်စဉ်းစားတတ်လာပြီဆိုလို့ရှိရင်အခြေခံကဘာလဲလို့ဆိုစကားပြောပြီးဆိုရင်မှန်ကန်တဲ့စကားမျိုးပြောထားရမယ်မှန်ကန်တဲ့ဆိုတာသူများလည်းမထိခိုက်ဘူးကိုယ်လည်းမထိခိုက်ဘူးအကျိုးရှိတဲ့စကားမျိုးကိုပြောတာတမ္မာဝါစာနောက်ကလူတွေကတဦးနဲ့တဦးဆက်ဆံပြီးဆိုရင်ပြောဆိုမှုနဲ့စကြတာဟုတ်ဒါကြောင့်မို့လို့ပြောဆိုမှုဟာအရေးပါတဲ့အတွက်ကြောင့်အပြောအဆိုတာကိုချင်းတရားနဲ့ဟိုရင်းပေါ့ morality ရှိဖို့အတွက်ရသော်ဗျာဟောနော်ကိုချင်းတရားပေါ်မှာအခြေခံပြီးတော့ပြောမှမှန်ကန်တဲ့စကားဖြစ်ကိုချင်းတရားပြပြတဲ့အပြောမျိုးလို့ဖြစ်စေတာအဲ့ဒါကိုတမ္မာဝါစာအပြောပြီးရင်လူတွေကအလုံးလုံးတယ်လေပါးစပ်ကပြောပြီးရင်လုံးတယ်အဲ့ဒီလိုလုံးတဲ့အခါမှာလည်းပဲတူတူပဲကိုချင်းတရားအခြေခံတဲ့လုံးရဖြစ်ရမယ်တမ္မာဝါစာတမ္မာကမ္မန္တာနောက်တစ်ခုအပြောနဲ့အလုပ်ဒီနှစ်ခုဟာလူတွေရဲ့နေ့စဉ်အသက်မွေးဝမ်းကြောင်းအတွက်မှာပြောပြီးတော့အသက်မွေးရတယ်။မရှိနေတော့ဘာလို့ဆိုအပြောနဲ့အသက်မွေးတာပေါ့။စာသင်ပေးတဲ့ဆရာတွေဆိုလည်းအပြောနဲ့အသက်မွေးတာပဲပေါ့။အလုံးနဲ့အသက်မွေးတယ်ဆိုတာကာယလုံသားတို့ဘာတို့ဒီနေ့အလုံးသမားတွေဒါအလုံးနဲ့အသက်မွေးရတယ်ခေါ်တာပဲပေါ့။အဲ့တော့အဲ့ဒီအပြောဆိုနှစ်ခုဟာမှန်ကန်တဲ့အပြောမှန်ကန်တဲ့အလုံးနဲ့အသက်မွေးပြီဆိုရင်တမ္မာအာဇီဝလို့ခေါ်တယ်။အဲ့ဒီ morality ဒီကျင့်စဉ်ကြီးတစ်ခုဖောက်ဖျက်ပြီးတော့မဟုတ်တဲ့နီလန်းနဲ့ပြောပြီးတော့အသက်မွေးမယ်မဟုတ်တဲ့နီလန်းနဲ့ပြောပြီးတော့စီးပွားရှာမယ်လုပ်ပြီးတော့စီးပွားရှာမယ်ဆိုဒါ morality ပျက်စီးတာတမ္မာအာဇီဝခေါ်မေးစားဆိုတာအဲ့တော့အဲ့ဒီကိုချင်းတရားဆင်ခြင်ဖို့ဆိုတာဟာမှန်ကန်စွာတွေးတောခြင်းဖြင့်အခြေခံအနေနဲ့ဒါတွေလူတွေကပြင်းလာကြတယ်ကောင်းလာတဲ့အခါကျဒီလိုကောင်းအောင်လည်းပဲသူကသူကောင်းလာမှာမဟုတ်ဘူးကြိုးစားရမယ်ဆိုပြီးတော့နောက်ကတမ္မာဝါယာမဆိုတာရှိလောကလူတွေဟာမကြိုးစားလို့ဘာမှမရကြိုးစားတယ်ဆိုတဲ့နေရာမှာသက်ဆိုင်ရာကိုကြိုးစားတာလို့အလုပ်ရဖို့ကြိုးစားတာဟိုလုပ်ဒီလုပ်ကြိုးစားတာကြိုးစားအထောက်မှုတွေဒီအပြစ်ကင်းတဲ့ကြိုးစားအထောက်မှုဆိုလို့ရှိရင်အခြေခံအပြင်တမ္မာဝါယာမလို့ပြောနိုင်တယ်သို့တော့အရှင်းရတဲ့တမ္မာဝါယာမဘာလို့လဲဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာမကောင်းတဲ့အကုသိုလ်တွေမကောင်းတဲ့အတွေးအကြံတွေမပေါ်လာအောင်ပိတ်ဆို့တာနံပါတ်1ကြိုးစားခြင်းဆိုတော့ဒေါသမဖြစ်အောင်ကိုယ့်ကိုတတိထားပြီးတော့ပိတ်ဆို့ထားမတတ်နိုင်လို့တတိလိုက်လို့ပြီးဒေါသထွက်လာလို့ရှိရင်လေဖယ်ရှားဖို့ကြိုးစားတယ်ဒုတိယအဆင့်ပိတ်ဆို့ခြင်းဖယ်ရှားခြင်းဒီနှစ်ခုကမကောင်းတဲ့ဘက်နဲ့ပတ်သက်ပြီးတော့ကျိုးပန်းအထောက်ကောင်းတဲ့ဘက်နဲ့ပတ်သက်လာတဲ့အခါကျမဖြစ်သေးတဲ့စိတ်သဘောထားကောင်းလေးတွေကိုယ်တိုင်ကဖြစ်အောင်လုပ်ပေးရသူကသူတော့ဖြစ်လာတာမဟုတ်ဘူးဖြစ်အောင်ကြိုးစားဖြစ်လာပြီဆိုလို့ရှိရင်ဒီတိုင်းမထားစေနဲ့အားရှိတာတိုးပွားလာအောင်ကြိုးစားနောက်ကလူတွေကပတ်စံလေးရတာလို့ရှိရင်ရတာတဲ့ပတ်စံတိုးအောင်စိတ်ကူးကြတာပဲလေသိရရှင်သိရကသိနေရဖြစ်အောင်ကြိုးစားအဲ့ဒါလိုပဲဒီကောင်းတဲ့စိတ်တွေကိုယ်တိုင်မှာတစ်ဆနှစ်ဆသုံးဆစာပေါင်းများစွာတိုးတက်လာအောင်ကြိုးစားအဲ့ဒီလိုကြိုးစားပေးတာကိုတမ္မာဝါယာမလို့ဒီလိုခေါ်တာပေါ့ကောင်းတဲ့စိတ်ဓာတ်တွေတိုးပွားအောင်ကြိုးစားလိုက်တာအဲ့တော့ကြိုးစားလိုက်တဲ့အခါမှာကြိုးစားပြီးဆိုတဲ့ကအရေးကြီးတယ်မှာတော့တမ္မာတတိ mindfulness အရေးကြီးတယ်ကိုလုံးတဲ့ပုံမှာအမှတ်တမဲ့လုံးလို့ရှိရင်မှားရွေးနေဖြစ်နိုင်တယ်ဒါကြောင့်မို့ mindfulness တတိတရားကိုယ်တိုင်မှာကြီးထွားလာအောင်လုပ်ပေးရမယ်အဲ့ဒီလိုကြီးထွားလာတဲ့အခါမှာ
စိတ်ကလေးငြိမ်မှဒီ mindfulness တို့ခုနနားတဲ့ပုံလို့ဘောပေါက်ပုံလို့ပို့ပြီးတော့အားရှိနိုင်တာမို့စိတ်ကိုငြိမ်အောင်ကြိုးစားအထောက်ပြရမယ်တမန်သမာဓိပေါင်းလိုက်တော့မြတ်စွာဘုရားဟောတာတဲ့မဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာပေါ့ကိုယ့်ရဲ့စိတ်အတွင်းမှာရှိတဲ့အရာတွေဒါတွေကိုအားရှိအောင်လုပ်ပေးတဲ့စတဲ့ဘုရားရဲ့ဟောပြောချက်တယ်အဲ့တော့ဘေဝါဒပဲပြောနေကြကိုယ်စိတ်ထဲမှာဒါတွေအားရှိလာပြီဆိုလို့ရှိရင်ဒါတကယ်ကိုစိတ်ဆွမ်းအားတွေကိုရမှာကိုရလာမှာဒါဟုတ်ရသဗျာဟောတယ်ဘုရားဘာသာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေမဂ္ဂင်၈ပါးဆိုတဲ့လမ်းကြောင်းပေါ်ရှောက်ရတော့ကျိုးရဖြစ်ထွန်းလာကျိုးဖြစ်ထွန်းလာဒါလည်းတဘာဝကိုကြည့်ရဆိုရင်ဥပမာပဲဒီအနေရွှေရုံဖျားသွားမယ်ဆိုရွှေရုံရတဲ့ရောက်သွားတဲ့လမ်းပေါ်မှာတိတိဖြစ်စေမတိတိဖြစ်စေရှောက်သွားရင်လမ်းဆုံးရင်ရောက်မှာပဲဒါသိချမယ်အဲ့ဒါလိုပဲလမ်းပေါ်ရောက်ဖို့ကအရေးကြီးတာပေါ့ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးဆိုတာလမ်းကြောင်းလို့မြတ်စွာဘုရားဟောတာလေဒီလမ်းကြောင်းပေါ်ရောက်သွားတဲ့အခိုင်အမာရောက်သွားတဲ့ပုဂ္ဂိုလ်ကိုသောတာပန်လို့ခေါ်တာလေသောတာဆိုတာဒီလမ်းကြောင်းကြီးကိုပြောတာ3တဲ့သူကဘာသာပြန်တော့သောတာဆိုတာရေစီးကိုပြောတာဒီရေစီးဆိုရင်ဒီ3တဲ့ရောက်သွားတာဘေးပြန်မတင်တော့ဘူးသူကရေစီးကြောင်းထဲမှာပါသွားပြီနိဗ္ဗာန်ရှိအောင်စီဝင်သွားမယ်လမ်းကြောင်းထဲမှာပါသွားပြီလို့သူလို့ဆိုလမ်းကြောင်းပေါ်ရောက်တယ်လို့ပြောလို့ရတယ်ပေါ့သောတာပန်ဖြစ်တယ်ဆိုတာလမ်းကြောင်းပေါ်ရောက်သူပဲတက္ကရာကဆိုအစင်းမြင်သွားပြီသူ့တဲ့နော်အနာဂံဆိုတာဒီပြန်မလှည့်တဲ့အနေအထားမျိုးပြောတာယဟန္တာဆိုတဲ့အခါကျတော့ကိလေသာအသွားတွေအလုံးဝကင်းစင်ပြီးတော့မြတ်မြတ်ဖြစ်စင်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတာပြောအဲ့တော့အလုံးဟာဒီမြတ်စွာဘုရားဟောတဲ့ဒီ materialism လည်းမဟုတ်ဘူး idealism လည်းမဟုတ်ဘူးတကယ်တော့ realism တကယ်သဘာဝကြီးဖြစ်ဖြစ်နေတဲ့သဘာဝစွမ်းအားတစ်ခုမှာမကောင်းတဲ့စိတ်ရဲ့အငြိကြေးတွေကိုဖြူစင်စေတတ်တဲ့အင်အားစုတွေကိုသုံးချပြီးတော့စိတ်ကိုဖြူအောင်ကြိုးစားအားထုတ်တဲ့နည်းဟာမြတ်စွာဘုရားဟောကြားတဲ့နည်းစနစ်ဖြစ်ပါတယ်ဒီနည်းစနစ်ဟာလူတိုင်းလက်တွေ့ကျင့်သုံးလို့ရတဲ့နည်းစနစ်ဖြစ်ပြီးတော့ကျင့်သုံးမယ်ဆိုရင်ကျင့်သုံးတဲ့အတိုင်းကောင်းတဲ့ချမ်းသာတွေရနိုင်တယ်လို့ကိုယ်စီသဘောကျပြီးလက်တွေ့ကျင့်သုံးခြင်းဖြင့်မှန်ကန်တဲ့ဒီကုန်းမှန်ကန်တဲ့အကျိုးတရားတွေကိုတည်ရရှိနိုင်ကြပါစေကုန်သတည်း